သမရကြီးတို့အခြေခံဥပဒေရေးနေတဲ့အချိန်မှာပြီးတော့လို့ရှိရင်အခြေခံဥပဒေရေးပြီးလို့ရှိရင်ခြံထဲကနေဟိုပါပေါ့ဒီညောင်နှပင်ငီလာခံကြီးကနေရှင်ပြောင်ကြီးထွက်လာလိမ့်မယ်လို့ကျွန်တော်ကမျှော်နေတာလို့နောက်ကျနာကိစမုန်တိုင်းလည်းပြီးရောခင်ဗျားတို့ညောင်နှပင်ငီလာခံကြီးဖွင့်သွားတော့စင်ပေါက်ဆကလေးထွက်လာတယ်လို့ခုံပေါက်ပြေးလွှားပြီးတော့ဟာစင်တော့စင်ပဲလို့ဒါပေမဲ့စင်ပေါက်ဆလေးဖြစ်နေတယ်လို့ဒါပေမဲ့အဲ့ဒီစင်ပေါက်ဆလေးကိုကျွန်တော်တို့နှိုးတိုက်လိုက်လို့ရှိရင်တနေ့ကျတော့စင်ပေါက်ဆကြီးဖြစ်လာမယ်လို့အဲ့ဒါပဲလို့အဲ့တော့စင်တော့စင်ပဲဒါမဲ့ခိုင်းလို့မရသေးဘူးလို့အဲ့တော့2008ဖွဲ့စည်းပုံဟာFederal ဆိုတဲ့အင်္ကာရ9ခုတော့ပါတယ်လို့ဒါမဲ့ခိုင်းစားလို့မရသေးဘူးလို့အဲ့ဒါ तू ကောင်းပြောင်ကြီးကိုကင်ပြီးတော့ကိုရင်တူးတဲ့ကျွန်တော်နားမလည်ဘူးတဲ့ပြန်ရှင်းပြပါဦးတဲ့အင်္ကာရ9ရဆိုတာသူ့ခြေထောက်4ချောင်းရှိတယ်လို့သူ့နှမောင်းတစ်ခုရှိတယ်လို့အဲ့တော့စင်တော့စင်ပဲလို့ Federal စနစ်ဆိုတဲ့အထဲမှာအစိုးရ2ခုရှိရမယ်လို့စာနဲ့ရေးထားတဲ့အခြေခံဥပဒေရှိရမယ်အစိုးရ2ခုရှိရမယ် check and balance ရှိရမယ်အခြေခံဥပဒေခုံရုံးရှိရမယ် institution တွေဟိုပါပေါ့ correlation ရှိရမယ်ဆိုတော့အင်္ကာရ9ခုရှိတယ်ဆိုလို့ရှိရင် Federal နဲ့ညီတယ်လို့2008မှာအဲ့ဒီ9ခုရှိတယ်လို့ဒါပေမဲ့တစ်ခုတိုင်းကအင်အားချိနေတယ်လို့အဲ့ဒါကြောင့်ကျွန်တော်တို့ကတစ်ခုချင်းစီကိုအင်အားဖြည့်တင်ပေးရမယ်နွားနှုတ်တိုက်ရမယ်လို့အဲ့ဒါနဲ့အဲ့လိုပြောရင်15မိနစ်အကုန်သွားရောက်အဲ့နဲ့ကိုရင်တို့တဲ့နောက်ထပ်10မိနစ်လောက်ထပ်ပြောပါအောင်ဆိုတော့ကျွန်တော်က institution တစ်ခုစီကိုရှင်းပြတာအစိုးရ200ရှိတယ်လို့တိုင်းဒေသဆိုတာပေါ့ပြည်ထောင်စုအစိုးရနဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရရှိတယ်လို့အဲ့ဒီနှစ်ခုကြားမှာပါဝါခွဲဝေနှုန်းကဇေယ1နဲ့2နဲ့3နဲ့5နဲ့ဖြစ်တယ်လို့ဇေယ1ကဒီလောက်ကြီးပြီးတော့ဇေယ2ကဒီလောက်လေးပဲရှိတယ်လို့ဒီနှစ်ခုကြားမှာပါဝါဟို balance ကမတူဘူးလို့မမျှတဘူးအဲ့တော့ဇေယ1ကဟိုယူပြီးတော့2ကိုပေးရမယ်လို့ဒါမှ Federal စနစ်ဆိုတာအောင်မြင်မယ်လို့နောက်ပြီးတော့3ကနေသေးတယ်လို့ဒီနေတဲ့ဟာကို2ထက်ကနေယူပြီးတော့3ကိုပေးရမယ်5ကအခွန်ကိစ္စကအရန်နေတယ်လို့အဲ့တော့1ထက်ကနေ5ကိုပေးရမယ်လို့ဒါမှ balance ဖြစ်မယ်လို့နံပါတ်2 check and balance ကမမျှဘူးလို့အဲ့ဒါကိုမျှအောင်လုပ်ရမယ်လို့နံပါတ်3ဒီအခြေခံဥပဒေငင်းပွားမှုဖြစ်တဲ့အချိန်မှာဒီခုံရုံးကလုတ်ပိုင်ခွင့်ကအရန်နေတယ်လို့ခုံရုံးကိုတင်နိုင်တဲ့လူက9ယောက်ပဲရှိတယ်လို့ဒီဖွဲ့စည်းပုံအခြေခံဥပဒေအခန်းစနစ်ကိုချိုးဖောက်ခံရတဲ့ထင်တဲ့လူတိုင်းကတင်ပိုင်ခွင့်ရှိရမယ်လို့ဒါမှဒီအခြေခံဥပဒေကအသက်ဝင်လာမယ်လို့ပြောနေ10မိနစ်အကုန်သွားပြန်ရောဟာကိုရင်တို့မပြီးသေးဘူးတဲ့နောက်ထပ်15မိနစ်ထပ်ပြောပါအောင်ဆိုတော့ပြောရင်းနဲ့45မိနစ်ဖြစ်သွားအောင်နောက်ကြမှာ45မိနစ်ပြီးတော့ဟာတဲ့ကျွန်တော်သဘောပေါက်ပြီဒါဆိုရင်တော့2008ဟာ Federal စနစ်ကိုမူအဖြစ်အခြေခံတယ်လို့ပြောလို့ရမလားတဲ့သမရကြီးရတယ်လို့ဒါပေမဲ့ကျွန်တော်ပြင်ရမယ်လို့ထပ်ဖြစ်ရမယ်လို့ synchronize အကုန်လုံးလုပ်ရမယ်လို့ကျွန်တော်သဘောပေါက်ပြီတဲ့ထွက်လာရောဘာဖြစ်လဲသိလားကျွန်တော်အဲ့ဒီသမရယုံကဒုညွန်ချုပ်အဆင့်လောက်ရှိတဲ့လူကကျွန်တော်ဆွဲပြီးတော့စူးတာဘာဖြစ်လဲသိလားဘာလို့စင်ပြောင်ကြီးလို့ပြောလဲတဲ့ဟာကျွန်တော်မသိဘူးလေကျွန်တော်ဗမာစကားမှမတတ်တာ तू ကဘာပြောင်လို့ပြောရင်အရန်စိတ်ဆိုးတာတဲ့ဘာပြောင်ဆိုတာသမရဦးသိန်းစိန်ကခေါင်းပြောင်တာဟုတ်သူ့ကိုလူတွေကနောက်ပြီးတော့ဘာပြောင်လို့ပြောရင်အဲ့ဒါစင်ပြောင်ကြီးပြောတာသူ့ကိုနောက်တယ်လို့ तू ကထေအောင်ပါတယ်ဟာခမရစကားပြောဆင်ရှင်တော့တယ်ဟာတေးလိုက်ပါလားလို့ကျွန်တော်ကိုယ့်ဟာကိုထထိုးချင်စိတ်ပေါက်တာအဲ့ဒီကနေဂျွန်လ30ရက်နေ့သူ့ရဲ့နိုင်ငံတော်အခြေပြဟိုပေါ့ဒီလဆင်မိန့်ခွန်းထဲမှာ Federal စနစ်ကိုအခြေခံသောဒီမိုကရေစီပြည်ထောင်စုကိုထူထောင်မယ်ဆိုတာပြောထည့်ပလိုက်တာအဲ့ဒါတကယ်ဖြစ်အဲ့ဒီမှာ cabinet ဝန်ကြီး10ယောက်လောက်ပါပြီးတော့တပ်မတော်ကကျွန်တော်ကိုမေးတယ်မေးတော့အဲ့ဒါတော့ကြာသမရ